အခုတင်ဆက်ပေးခြင်းတဲ့သတင်းကတော့ပြည်သူတွေရဲ့ကိုယ်ရေးလုံခြုံမှုနဲ့တိုက်ရိုက်သက်ဆိုင်တဲ့သတင်းပဲဖြစ်ပါတယ်။စစ်ကောင်စီကဖုံးတွေရဲ့ IMEI နံပါတ်ဒီကိုမှတ်ပုံတင်ခိုင်းတာဟာလူထုကိုခြေရခံစောင့်ကြည့်ဖို့အတွက်နောက်ထပ်ခြေလမ်းသစ်တစ်ခုထစ်နိုင်တယ်လို့ကျွမ်းကျင်သူတွေကထောက်ပြပြောဆိုနေကြပါတယ်။စစ်ကောင်စီဟာဗဟိုမိုဘိုင်းပစ္စည်းတက်တေခံမှတ်ပုံတင်စနစ်လို့ခေါ်တဲ့ CEIR စနစ်ထဲကိုဆက်သွယ်ရေးကိရိယာတွေရဲ့ IMEI နံပါတ်တွေမှတ်ပုံတင်ဖို့ညွှန်ကြားလာတာပါ။ဒီစနစ်ကိုရုရှားကုမ္ပဏီတစ်ခုရဲ့နည်းပညာအကူအညီနဲ့ဖန်တီးထားတာဖြစ်ပြီးတော်လန်ရေးအင်ဟာစုရီနဲ့ထောက်ပံ့ကူညီနေသူတွေကိုထောက်လန်းချေရာခံဖို့အတွက်အထူးကအသုံးချနိုင်နေလို့ဆိုပါတယ်။ဒီထုတ်ပြန်ချက်ကြောင့်လူထုအသက်လုံခြုံရေးဆိုင်ရာစိုးရိမ်ရတဲ့အချက်တွေပိုရှိလာတယ်လို့မူဝါဒလေ့လာသုံးသပ်များကသုံးသပ်ထားပါတယ်။အထူးသဖြင့် IMEI နံပါတ်တွေကိုသိရှိခြင်းအပြင်စစ်ကောင်စီကဖုန်းတွေရဲ့ဒီလျာကိုချေရာခံနိုင်တယ်လို့ဆက်သွယ်ရေးလမ်းကြောင်းတွေကိုလည်းလိုအပ်တယ်လို့ဖျက်တောက်နိုင်တဲ့အခြေအနေမျိုးဖြစ်သွားနိုင်တယ်လို့သိရပါတယ်။စစ်ကောင်စီရဲ့သတ်မှတ်ချက်အရလက်ရှိအသုံးပြုနေတဲ့ဖုန်းစင်ကတိကတော့စနစ်ထဲမှာအလိုအလျောက်မှတ်ပုံတင်မိတာဖြစ်မယ်လို့ဆိုပါတယ်။ဒါပေမဲ့နောက်ပိုင်းဝယ်ယူလာမယ့်ဖုန်းအသစ်တွေကတော့လာမယ့်မတ်လ31ရက်နေ့အထိအခမဲ့မှတ်ပုံတင်နိုင်မှာဖြစ်ပြီးဧပြီလကစလို့သတ်မှတ်ရက်ကျော်လွန်သွားရင်တော့တန်ကျေးပေးဆောင်ရမှာဖြစ်တယ်လို့ဆက်လက်အသုံးပြုနိုင်ဖို့အထက်လဲကန့်သတ်ချက်တွေရှိလာနိုင်ပါတယ်။ဒါကြောင့်တော်လန်ကြီးမှာပါဝင်နေသူတွေနဲ့တရင်အချက်လက်လုံခြုံမှုလိုအပ်သူတွေအနေနဲ့ဖုန်းတွေကိုတဲဆောင်အသုံးပြုရမှာအရင်ကထက်ပိုမိုသတိထားဖို့လိုအပ်နေပြီဖြစ်ကြောင်းကျွမ်းကျင်သူတွေကအကြံပြုထားပါတယ်ရှင်။အခုတင်ဆက်ပေးခဲ့တာကတော့စစ်ကောင်စီရဲ့ IMEI မှတ်ပုံတင်ခိုင်းတဲ့အပေါ်ကျွမ်းကျင်သူတွေရဲ့သုံးသက်ချက်သတင်းပဲဖြစ်ပါတယ်။ရှုရှားပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။